အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်က iPhone open menu နေထားပါတော့ကျွန်တော်တို့ ID ပါ Apple ID ပါ300အလုံးလေးကိုကျွန်တော် iCloud ထပ်ပြမှာဖြစ်ပါတယ်เนาะ password ကတော့မသိဘူးပေါ့เนาะ second password တော့သိတယ် Apple ID password မသိတဲ့အလုံးလေးတွေကိုကျွန်တော်ကထပ်ပြမှာဖြစ်ပါတယ်ကျွန်တော် Wi-Fi ချိန်ထားရယ်เนาะကျွန်တော်ဒါ China ဒီပိုင်းเนาะကျွန်တော် Find Device ဒီပိုင်းမှာသွားကြည့်ရင်ကျွန်တော်တို့က Find My Device ကပေါ်နေရယ်เนาะဒါမှမဟုတ် password လည်းတောင်းနေရယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုကွန်ပျူတာနဲ့ကြိုးတစ်ချက်ထိုးလိုက်မယ်เนาะထိုးကြတာဝယ်တို့လေးပေါ်လာမယ်เนาะ Tradebyte တွေပါတောင်းလိုက်ဆိုရင် Tradebyte ပေးပြလိုက်เนาะကျွန်တော် serial number ရှိတယ်เนาะအဲ့ဒါကိုကျွန်တော်ဘာလို့မလဲ Unlock 2ရဲ့ နော်ဒီ browser မှာပေါ့เนาะဒီ browser မှာ FMI off ဆိုတာလေးပါတယ်เนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်ထားလိုက်เนาะနှိပ်ထားပြီးတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့လုပ်ရမယ့်ဟာကကျွန်တော်တို့ Safari မှာ setting တွေက Safari ပေါ့เนาะဒါ trust ပေးလိုက်မယ်ပုံညာလေးတော့เนาะဒါ computer trust တောင်းတာเนาะ setting တွေက Safari မှာကျွန်တော်တို့ advanced ပါတယ်เนาะအဲ့ဒီ advanced မှာကျွန်တော်တို့ web inspector ဆိုတာလေးပိတ်နေလို့ရှိရင်ဖွင့်ပေးเนาะဖွင့်ပေးပြီးရင်ကျွန်တော်ဘယ်ကိုသွားရမလဲဆိုတော့ကျွန်တော်တို့က Safari ကိုဝင်ပြီးတော့ကျွန်တော်တို့က iCloud.com ကိုသွားရမယ်เนาะ sorry iCloud.com เนาะ iCloud.com ကိုသွားရမယ်သွားပြီးဒီမှာဒါမဟုတ်ဝင်နေဆိုရင်ကျွန်တော်ဒီကောင်တစ်ချက်ပြန်အောက်ပြီเนาะ sign out တစ်ချက်ပြန်နှိပ်ပြီနေပြီเนาะခုနကျွန်တော်တို့เนาะ FMI off နှိပ်ခဲ့ရဆိုတော့ကျွန်တော်ဒီဘက်မှာကျွန်တော် Unlock 2မှာကျွန်တော် download ဖြစ်နေပြီเนาะ please sign in ဆိုပြီးဒီမှာတို့တော့ဖုန်းဝင်ခိုင်းနေပြီเนาะဒါဆိုကျွန်တော်ကဒီမှာเนาะဒီနေထားမှာကျွန်တော်တို့ sign in တစ်ချက်နှိပ်ပြီးမယ်အဲ့တော့နှိပ်တဲ့ချိန်မှာကျွန်တော်တို့ continue with passcode ဆိုပြီးတောင်းလိုက်မယ်เนาะဒါကျွန်တော်တို့ passcode ကိုပဲရွေးပေးမယ်เนาะရွေးပေးပြီးရင်ကျွန်တော်တို့က3 4လုံးနဲ့ iCloud ကိုကျွန်တော်တို့က Safari မှာကျွန်တော်တို့က login ဝင်တာပေါ့เนาะအဲ့လိုဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အလုံးကလည်းဝင်သွားမယ်ကျွန်တော်ကွန်ပျူတာမှာလည်းကျွန်တော်တို့ဒါမျိုးပေါ့เนาะ turn off ဆိုပြီးပေါ်လာ turn off device Wi-Fi to ဒီဘက် iCloud sign in ဆိုပြီးပေါ်လာပြီဒါဆိုလို့ကျွန်တော်တို့ကဒီကောင်ကိုဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့က Wi-Fi ကို off ပေးရမယ်เนาะ Wi-Fi ကို off ပေးရမယ် off ပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီအလုံးရဲ့ဒီကောင် okay ပေးခဲ့เนาะဒါဆိုရင်သူ့ရဲ့ဘက်မှာတစ်ချက်ကြည့်ရเนาะကျွန်တော်တို့ကပြောမယ်ဆို iCloud ကကျွန်တော်တို့က on သွားပြီပေါ့เนาะအဲ့လိုဒီကောင် okay ပေးပြီးတော့ Wi-Fi ကိုအရင် off ရမယ်เนาะ Wi-Fi ကို off ပြီးရင်ဒီမှာ okay ပေးရမယ်เนาะပြီးတဲ့အချိန်မှာသွားဒီမှာ FMI off quit တုတ်ရင်းဆိုပြီးသူပြေးနေရเนาะအားလေးတစ်ချက်စောင့်ပေးပါဒါဆိုရင်ကျွန်တော်တို့က FMI off သွားပြီเนาะ FMI off သွားဆက်လေးပြသွားပြီเนาะအဲ့တော့ဖုန်းလေးကိုဒီမှာခဏချထားလိုက်မယ် Wi-Fi ကတော့ off လိုက်ပြီเนาะအဲ့လိုမျိုး turn off ပေါ်လာဒါမှမဟုတ်ဒီနားမှာ turn off ပေါ်လာတဲ့အချိန်မှာကျွန်တော်တို့က Wi-Fi ကိုဖြုတ်ပေးရမယ်เนาะကျွန်တော် forget တာဖြစ်ပါပဲအဆင်ပြေရလုပ်လိုက်เนาะပြီးရင်တော့ဒီမှာတော့ကျွန်တော်တို့ iCloud ကထွက်သွားမှာမဟုတ်ဘူးကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ 3U2 ကနေ serial number ကို copy ကူးမယ်ကူးပြီးရင်ကျွန်တော်တို့ iCloud chat ဆိုပြီးတော့ကျွန်တော်တို့ iCloud chat တဲ့ website တွေမှာကျွန်တော်တို့က iCloud သွားချက်မယ်เนาะဒီမှာကျွန်တော်တို့က iCloud FMI on သွားချက်မှာပေါ့เนาะအဲဆိုရင်ကျွန်တော်တို့ကဒီမှာခုန copy ကူးခဲ့တဲ့ကောင်ကို copy ပေးချမယ်เนาะတခြား website မှာလည်းကျွန်တော်သွားချက်ပြမယ်เนาะဒါဆိုတခြားနောက်ထပ်တစ်ခု website ဒီမှာလည်းကျွန်တော်သွားချက်ပြမယ်အောက်မှာလည်းကျွန်တော်ချက်ပြရယ်เนาะတခြားတစ်ခုနောက်တစ်ခုထပ်မှာလည်းကျွန်တော်ချက်လို့ရရယ်เนาะpeli weight เนาะစောင်းနေတယ်ဒီမှာကျွန်တော်เนาะ iPhone 8 64เนาะiPhone 8ပေါ့เนาะဒီကောင်လေးကလည်း iPhone 8လေးပဲเนาะ iPhone Canon 64K လေးကိုကျွန်တော်တို့က FMI iCloud Log က on နေဒီနေရာမှာ on နေရဆိုလို့ရှိရင်အဆင်မပြေဘူးเนาะမရသေးဘူးเนาะပြန်ထွားရမယ်เนาะနောက်တစ်ခုမှလည်းကျွန်တော်တို့အပေါ်မှာဆွတ်ခဲ့သွားကြည့်ပါဒီမှာလည်း off နေနှစ်ခုလောက်ဆွတ်ပြီးလိုက်တေချာပြီလို့ရှိရင်ဒါ FMI off တာတေချာသွားပြီเนาะဒီကြဆိုရင်ကျွန်တော်တို့က 3U2 ကိုဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ2 box မှာကျွန်တော်တို့ erase ဆိုတာပါတယ်เนาะ bus activate ရဲ့ erase ရဲ့ပါ erase ကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်တို့ပဲ activate device မဟုတ်ဘူး erase device ကိုရွေးမယ်ရွေးပြီးရင်เนาะ device ကို select ပေးပြီးတော့ကျွန်တော်တို့က start erase လုပ်မယ်အလုံးကနေ erase လုပ်လို့မရတော့မရအောင်เนาะအလုံးကနေကျွန်တော်တို့ factory reset ချမယ်ဆိုလို့ရှိရင်ဖုန်းကနေ factory reset setting ကနေချမယ်ဆိုရင်ကျွန်တော်ဘာတောင်းလဲဆိုတော့ iCloud password တောင်းပါเนาะဒါကြောင့်မလို့တောင်းမှုချတာเนาะဒါဆိုပွင့်လာလိမ့်တော့တစ်ချက်စောင့်ပေးပါเนาะ